တိုင်းနာဖုန်းတွေမှာတစ်ခါလေကြာရင် music software ကဒီလိုမျိုးတရုတ်စာရွက်ပေါ်နေရယ်ကြော်ညာရွက်တက်နေရယ်ကျွန်တော်သုံးတာအဆင်မပြေဘူးပေါ့ဗျာအဲ့ခါကျရင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့ခါကျတော့ဒီကြော်ညာတွေတက်လာကြော်ညာတွေကိုပိတ်ချပေးပေါ့နော်ဒီဟိုးအောက်ဆုံးက profile ဆိုတဲ့ပေါ်ကိုတစ်ချက်နှိပ်ပြီးသွားရင်ဒီအပေါ်ဆုံးမှာသူဒီမြင်းသုံးချောင်းရှိရပေါ့နော်မီနူးလေးပါအဲ့ထဲဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအပေါ်ဆုံးကဒီခလုတ်လေးရဲ့အောက်ကတရုတ်စာလေးကိုတစ်ချက်နှိပ်ပါဒီခလုတ်အဖွင့်ပိတ်လေးရဲ့အောက်ကတရုတ်စာကြောင်းလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးသွားရင်ဟိုးအောက်ဆုံးကိုဆွဲသွားမယ်နော်ဟိုးအောက်ဆုံးကိုဆွဲသွားပြီးတော့အောက်ဆုံးကတရုတ်စာပေါ်ကိုဆက်နှိပ်ပါနှိပ်ပြီးသွားရင်တော့ကျွန်တော်ဒီညာဘက်ကကောင် Mi Music ဆိုတဲ့ပေါင်ကိုရွေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ပုံမှန်အရင်တော့ version အဟောင်းတွေမှာသုံးတဲ့ဒါ music software ရပါပြီပြီးလို့ချင်းဒီလိုမျိုးကျွန်တော်နားမလည်တဲ့သင်းတွေဒီမှာတက်နေရရှိပါတယ်အဲ့ကောင်ကိုပိတ်ထားခြင်းလည်းရတယ်ပိတ်ထားခြင်းလည်းဆိုရင်တော့ကျွန်တော်တို့ဒီဘက်ကမီနူလေးဖြစ်တဲ့မြင်းသုံးချောင်းပေါ်ကိုပဲကျွန်တော်ဆက်သွားပါမယ်သွားပြီးသွားရင်ကျွန်တော်တို့ဒီမှာ online content ဆိုတဲ့ online content service ဆိုတဲ့ခလုတ်လေးကိုကျွန်တော်တစ်ချက်ပိတ်ပေးလိုက်မှာဖြစ်ပါတယ် okay နှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ရပါပြီကျွန်တော်တို့music ကိုပုံမှန်တိုင်းပဲသုံးလို့ရသွားဖြစ်ပါတယ်အားလုံးပဲသိမြင်မယ်လို့ထင်ပါတယ် BNK Computer က BNK ကုတ်တာပါ